အားလုံးပဲမင်္ဂလာပါ The Art of Hospitality by မခိုင် Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မျှဝေပေးမယ့်အကြောင်းအရာလေးကတော့လွန်ခဲ့တဲ့9နှစ်လောက်ကမခိုင် sales person တွေကို interview ခေါ်တော့ကအကြောင်းအရာလေးတစ်ခုကိုသတိရမိသွားလို့ဒီဟာလေးကိုပြန်ပြီးတော့ sharing လုပ်ပေးမှာဖြစ်ပါတယ်ဒီခုချိန်မှာပေါ့နော် interview သွားဖြေမဲ့ဆိုတော့လူငယ်တွေအတွက်လည်းဒါကိုယ့်အတွက်ဗဟုသုတလေးတစ်ခုရအောင်လို့ပြန်ပြီး sharing လုပ်ပေးလိုက်တာပါအဲ့ဒီ interview မှာတော့မခိုင်အဲ့ဒီ sales person တွေအများကြီးပေါ့နော်view တယ်အဲ့ထက်ကမှထူးထူးခြားခြားတယောက်ကဖြေတဲ့အဖြေလေးကိုအခုချိန်ထိပြန်မှတ်မိနေတယ်ပေါ့နော်အဲကြောင့်မို့လို့အဲ့လိုအဖြေမျိုးလေးတွေမဖြစ်ရလေအောင်ပေါ့နော်အဲ့ဒါကိုလှည့်ကြလို့ရှိရင်လည်းကိုလည်းဆင်ခြင်လို့ရအောင်ဒါလေးကိုပြန်ပြီးတော့မျှဝေပေးလိုက်တာဖြစ်ပါတယ်အဲ့ဒီအကြောင်းအရာလေးကဘာလဲဆိုတော့ interview မေးတော့ sales person တွေဖြစ်တဲ့အတွက်မခိုင်တို့ကsales တွေကိုပေါ့နော်သူတို့မှာ knowledge ဘယ်လောက်ရှိလဲ customer တွေနဲ့ဘယ်လောက်သူတို့ dealing လုပ်ဖူးလဲဆိုတာတွေကိုသိကျင်လို့သူတို့ hotel မှာပေါ့နော်အဓိကသူတို့ဘယ် customer တွေက support လုပ်ပေးနေလဲသူတို့ရဲ့hotel ရဲ့အဓိကtop 5လောက်ပဲပေါ့ top 5မဟုတ်ရင်တော့မှအများအားသူတို့မှတ်မိနေတဲ့ company ကြီး5ခုcorporate ဆိုလဲ corporate company 5ခု leisure ဆိုလဲ travel agent တွေပေါ့နော်leisure 5ခုလောက်ဒါလေးပဲနာမည်လေး mention လုပ်ပေးပါလို့ပြောတော့သူတို့ကထူးဆန်းစွာနဲ့ဘယ်လိုပြန်ဖြေလဲဆိုတဲ့အခါကျတော့အဲ့ဒါတဲ့သူတို့ hotel ရဲ့တဲ့ confidential တွေတဲ့ပြောပြပေးလို့မရဘူးတဲ့ဆိုအဲ့ဒီချိန်မှာလေအရန်အံ့ဩသွားတယ်အဲ့ဒီဖြေကိုရတာဘာဖြစ်လို့လဲဆိုတော့သူကိုယ်တိုင်ကပဲမသိလို့ပဲဒီနာမည်တွေကို mention မလုပ်နိုင်တာလားဒါမှမဟုတ်လို့ရှိရင်လေ तू ကဒါကြီးကို confidential လို့ထင်နေတာလားအဲ့ဒါကတော်တော်ထူးဆန်းနေပေါ့နော်အဲ့ချိန်မှာသူ့ကိုပြန်ပြောလိုက်တယ်ဒီဟာကလို့ဘယ်လိုမျိုး confidential တွေကိုမေးတယ်လို့ယူဆတာလဲလို့မခိုင်တို့ရဲ့ဒီ international hotel ကြီးတစ်ခုအနေနဲ့ဆိုရင် computer information ရှာဖို့ဆိုတာ interview မှာမေးရလာအောင်မခက်ခဲပါဘူး confidential information တွေကကိုသိကျင်တယ်ဆိုလို့ရှိရင်ကိုစုံစမ်းလို့ရတဲ့ channel တွေအများကြီးရှိတယ်လေအဲ့တော့ interview မှာမှ confidential information တွေကိုမေးစရာအကြောင်းမရှိပါဘူးပြီးတဲ့အခါကျတော့လေကို hotel ရဲ့ category နဲ့လာဖြေတဲ့ကလေးရဲ့ hotel ရဲ့ category ကလည်းဘာမှမဆိုင်မတူတဲ့ category နှစ်ခုပြီးတဲ့အခါကျတော့ region အနေနဲ့ကလည်းကို hotel ရှိတဲ့မြို့နဲ့သူ့ hotel ရှိတဲ့မြို့နဲ့တခြားစီပဲတစ်မြို့စီပဲအဲ့ဒီခါကျတော့ဘယ်လိုမျိုးဒါကို computer information လို့သူကယူဆလဲအဲ့ဒီတော့ကသူ့ကိုတော့ပြန်ရှင်းပြလိုက်သေးတယ်ဒါဒီ computer information မဟုတ်ဘူးသူတို့စီကနေပြီးတော့ဒီ confidential information လည်းမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ confidential information ဆိုတဲ့ဟာကသူတို့စီကိုအခန်းတွေကိုတစ်လကိုဘယ်နှခန်းလောက် support လုပ်လဲတစ်နှစ်ကိုဘယ်နှခန်းလောက် support လုပ်လဲအခန်းကဈေးနှုန်းတွေက travel agent တွေဖြစ်ဖြစ် corporate တွေဖြစ်ဖြစ်ဘယ်လောက်တွေနဲ့ပေးထားလဲသူတို့ကဒီ company တွေကနေပြီးတော့ revenue တွေဘယ်လောက်ရနေလဲဒါမျိုးတွေမေးမှဒါက confidential information လို့ဆိုလိုတာအဲ့လိုမျိုးမဟုတ်ဘဲနဲ့အပေါ်ရန်နာမည်လေးကိုပဲ9ခုလောက်မေးတဲ့ဟာကို confidential လို့သူကထင်တယ်ဆိုတော့သူကပဲအယူဆတွေမှားနေတာလားဒါမှမဟုတ်လို့ရှိရင်လေဒီ company နာမည်တွေကိုလုံးဝမသိလို့ပဲဖြေစရာအဖြေမရှိလို့ပဲအဲ့ဒီလိုပြောလိုက်တာလားတော့မပြောတတ်ဘူးပေါ့နော်ဒါပေမဲ့တေချာတာတစ်ခုကတော့အဲ့ဒီ interview ပြီးသွားတဲ့အချိန်မှာသူ့ကိုမရွေးချယ်ခဲ့ပါဘူးဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့သူ့ရဲ့အဖြေဒီအဲ့လိုမျိုးကြီးဖြစ်နေတဲ့အပြင်ကိုမှဒီလိုမျိုးပေါ့နော်မဆိုင်တဲ့အကြောင်းအရာတစ်ခုကို confidential ပါလို့ပြောပြီးတော့ညင်းဆိုတဲ့အတွက်ပေါ့နော်ဒါက sales person တယောက်မှာကြတော့မခိုင်တို့ကဘာကိုအဓိကထားလဲဆိုတော့ client တွေနဲ့ dealing လုပ်တဲ့အခါကျလို့ရှိရင်အင်မတန်မှသဘောထားပြေပြစ်တဲ့လူမျိုးကိုပဲကိုကရွေးချယ်တယ်ပေါ့နော်သဘောထားတင်းမာတယ်client တွေကိုမထင်သလိုပတ်ခနဲပြန်ပြောတတ်တဲ့ sales မျိုးဆိုလို့ရှိရင်တော့မရွေးချယ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ client တွေနဲ့ဆက်ဆံရေး relationship ကအရန်အရေးကြီးပါတယ် relationship တစ်ခုကိုတည်ဆောက်ဖို့ဆိုတာအရန်ကိုကြာပါတယ် positive thinking positive vibe ရှိတဲ့လူတွေကိုပဲအဓိကရွေးချယ်တာပါအဲ့တော့ interview သွားဖြေတဲ့ကလေးတွေအနေနဲ့လူငယ်တွေအနေနဲ့သိသင့်တာကကိုဖြေတဲ့အဖြေတွေကစိတ်ရှည်နဲ့စိတ်အေးနဲ့ဖြေဖို့လိုပါတယ်မေးခွန်းတစ်ခုကိုမေးလိုက်လို့ရှိရင်ကိုယ်စိတ်ထဲမှာမကြိုက်ဘူးဆိုလို့ရှိရင်တော့မှပက်ခနဲတုတ်ပြန်တာမျိုးကဆင်ခြင်ရမယ်လို့တော့မခိုင်ကယူဆပါတယ်ဒါလေးကိုမျှဝေပေးလိုက်တာပါအဲ့တော့ interview တွေမှာအားလုံးအဆင်ပြေကြပါစေ